Sasko နဲ့ပတ်သက်ပြီးခေါင်းစားစရာကြုံလာရနိုင်တဲ့မန်ယူနီးပြကာရစ်မိုက်ကယ်ကာရစ်မန်ယူအသင်းကိုပြန်ရောက်လာတာဟာအခုထက်ထိတော့တကယ်ကိုအောင်မြင်မှုအလီလီရနေတယ်လို့ဆိုရမှာပါပြီးခဲ့တဲ့အင်္ဂါနေ့ညကဝက်ဆန်နဲ့တရေကျခဲ့တာကိုထဲထွက်ရင်တော့မှမန်ယူအသင်းဟာရူဘင်အေမိုရင်လက်ထက်ကထက်ဆိုင်အများကြီးပိုကောင်းတဲ့အနေအထားကိုရောက်နေပါပြီတကယ်လို့အေမိုရင်သာဆက်ရှိနေရင် United တို့ဘယ်လိုခြေစွမ်းပြမလဲဆိုတာအမှန်းစာရခတ်ပေမဲ့ဝက်ဆန်ကွင်းမှာတော့တမတ်လောက်တော့ခွဲယူကောင်းယူနိုင်ပါလိမ့်မယ်ဒါပေမဲ့ပရိသတ်အများစုလက်ခံထားကြတာကတော့အေမိုရင်သာဆိုရင်မန်စီးတီးအာဆင်နယ်ဖူဟန်နဲ့ဆပ်ပါရိုလိုအသင်းတွေကိုစက်တိုက်အနိုင်ရဖို့ဆိုတာလုံးဝမဖြစ်နိုင်ဘူးဆိုတာပါပဲအဲ့ဒါကြောင့်လေအသင်းပေါ်ကာရီရဲ့တက်ရောက်မှုကတကယ်ကိုချီးကျူးစရာဖြစ်နေရတာပါဒီလိုရလက်ကောင်းနေကြောင်းပဲအသင်းအတွင်းမှာရောအပြင်မှာပါကာရီရဲ့နီးပြပုံစံနဲ့လူရွေးချယ်မှုတွေကိုဘယ်သူမှဝေဖန်လို့မရနိုင်ပါဘူးကာရီကလည်းမပြတ်စည်းသေးရင်မပြင်းနဲ့ဆိုတဲ့မူဝါဒအတိုင်းပဲအသင်းကိုပုံဖော်နေတာပါဘယ်လိုလဲဆိုရင်တော့ကာရီကဝက်ဆန်နဲ့ပွဲမှာလေသုံးပွဲဆက်တိုက်သူသုံးနေကြဒီလူစီရင်ကိုပဲပွဲထုတ်ခဲ့တာပါကာရီအနေနဲ့လူစီရင်ကိုပြောင်းလဲတယ်ဆိုရင်လည်းဒဏ်ရာပြဿနာကြောင့်ပဲရှိခဲ့တာပါဒါပေမဲ့ပြီးခဲ့တဲ့အင်္ဂါနေ့ညပွဲမှာတော့ပွဲထွက်လူစီရင်ကကစားသမားတွေခြေစွမ်းသိမ့်မပြနိုင်ခဲ့ပဲအရန်ကုန်ကနေဝင်လာတဲ့ကစားသမားတစ်ယောက်ကပဲအသင်းရဲ့ရှုံးပွဲမရှိမှတ်တမ်းကိုဆက်ထိန်းပြီးသွားခဲ့ပါတယ်အဲ့ဒီကစားသမားကတော့ဘန်ဂျမင်ဆတ်စကိုဖြစ်ပြီးဆတ်စကိုဟာဂိုးအေရီယာထဲမှာအမ်မူတင်ပေးလိုက်တဲ့ဘောလုံးကိုပါပါလီပုတ်သွင်းပြီး United အတွက်ဒီယာဒီရဲ့အလှဆုံးဂိုးတွေကတကူကိုသွင်းယူပေးခဲ့တယ်လို့အသင်းအတွက်လည်းအဖိုးတန်တမတ်ကိုကယ်တင်ပေးခဲ့တာပါအေမိုရင်ထွက်သွားပြီးနောက်ပိုင်းဆတ်စကိုဟာအသင်းအတွက်အခုလိုအရေးကြီးဂိုးတွေသွင်းပေးခဲ့တာဟာဒါပထမဆုံးချိန်မဟုတ်တော့ပါဘူးဆတ်စကိုဟာနောက်ဆုံးကစားခဲ့တဲ့ပရီးမီးယားလိ9ပွဲမှာလည်း4ဂိုးအထိသွင်းယူထားနိုင်ခဲ့တယ်လို့ United အတွက်23ပွဲကစားထားရမှာ9ဂိုးအထိသွင်းထားနိုင်ခဲ့ပါပြီအသင်းမှာဆတ်စကိုထက်ဂိုးပိုသွင်းထားတဲ့ကစားသမားဆိုလို့ဘရိုင်ယန်အမ်ဘူမိုတယောက်ပဲရှိပါတော့တယ်ဒါပေမဲ့မန်ယူအသင်းဟာဒီယာဒီမှာကာရာဘောင်ဖလားနဲ့ FA ဖလားတွေကနေစောစောစီးစီးထွက်ခဲ့ရတယ်လို့ဥရောပပွဲတွေကလည်းကစားစရာမရှိတာမလို့ဂါရီအတွက်လူစီရင်ကိုအလှည့်ကျသုံးမှုအခွင့်အရေးကနေနေပါတယ်ဒီတစ်ပတ်မှာလည်းပရီးမီးယားလိဂ်ကလွဲလို့တခြားပွဲတွေမရှိတာကြောင့် United တို့တခြားအသင်းတွေထက်ပွဲနာရက်ပိုရနေပါတယ်ဒါကလည်းကစားသမားတွေအနားပိုရတယ်ဆိုပေမဲ့တစ်ဖက်မှာလည်းနောက်ပတ်တနင်္လာနေ့မှာကစားမယ့် Everton နဲ့ပွဲမှာသာရှက်စကိုကိုပွဲထွက်လူစီရင်နဲ့မထည့်ဘူးဆိုရင်တော့ဂါရီအတွက်မျက်နှာပူစရာတွေရှိလာနိုင်ပါတယ်လောလောဆယ်မှာရှက်စကိုအနေနဲ့ Super Sub ဆိုတဲ့ပွဲရူးကိုရနေပေမဲ့ဘေကစားသမားကတော့အရန်ကုန်ကနေတက်လာမှကောင်းနေတယ်လို့အမည်တွင်ကျင်ကြမှာမဟုတ်ပါဘူးရှက်စကိုကိုရိုင်းကလည်းသူပွဲထွက်ကစားခြင်းတဲ့အကြောင်းကိုဝက်ဆန်နဲ့ပွဲအပြီးမှအခုလိုပဲအရေးအမွတ်ပြောသွားခဲ့ပါတယ်လူတိုင်းကပွဲကိုနိုင်ကျင်ကြတယ်ဂိုးသွင်းကျင်ကြတယ်တယောက်အတွက်တယောက်တိုက်ပွဲဝင်ကျင်ကြတယ်လို့ကျွန်တော်ထင်ပါတယ်ကံမကောင်းစွာနေပဲအနိုင်မရခဲ့ပေမဲ့အဆုံးသတ်မှာအရေးကြီးတဲ့တရေတမတ်ရခဲ့တာပေါ့ကျွန်တော်ကတော့အသင်းအတွက်အနည်းဆုံးတမတ်ရအောင်အကူအညီပေးနိုင်ခဲ့လို့တကယ်ကိုစိတ်ကျေနပ်မိပါတယ်လို့ဆတ်စကိုကဆိုပါတယ်အခုလိုသာဆတ်စကိုအနေနဲ့ရန်ကုန်ကနေဂိုးတွေဆက်သွင်းနေမယ်ဆိုရင်မကြခင်မှာကာရီအနေနဲ့ရှက်စကိုကိုမျက်ကွယ်ပြုထားဖို့ခက်ခဲလာတော့မှာဖြစ်ပြီးဘွဲထွက်လူစည်းမှာထည့်သုံးမှုမလွဲမသွေစဉ်းစားရတော့မှာပါဒါပေမဲ့အဲ့ဒီခါကျရင်ဘသူ့ကိုအနာပေးမလဲဆိုတာကတော့မေးစရာရှိလာပါတယ်အယိုးရှင်းဆုံးအဖြေကတော့အမ်ဘူမိုကိုညာတောင်ပန်ဘက်ရွှေ့လိုက်ပြီးအာမက်ဒီယာလိုကိုအရန်ခုံပြန်ပို့ဖို့ပါပဲဒီယာလိုကလည်းပြိုင်ပွဲအသင်းအတွက်အန်ရီရရှိတဲ့ကစားသမားလေးဖြစ်ပေမဲ့ရှက်စကိုကိုအခွင့်အရေးပေးဖို့အတွက်တော့ခဏလောက်အနားယူတင်တယ်လို့မြင်မိပါတယ်ဂါရီအနေနဲ့ဘယ်လိုပဲဆုံးဖြတ်အခုလိုလူရွေးချယ်မှုအတွက်ခေါင်းခဲစရာကောင်းတဲ့အခြေအနေကအသင်းအတွက်တိုးတက်လာတဲ့လက္ခဏာလို့ဆိုရပါမယ်